Hello အားလုံးပဲမင်္ဂလာပါအခုသင်ခန်းစာမှာကျွန်တော် sub query လုပ်တဲ့ဟာကိုကျွန်တော် XML နဲ့ကျွန်တော်ပြောပြမယ် XML ဆိုတာတကယ်အပြင် electric project တွေမှာဘယ်လိုနေရာတွေမှာအသုံးချလဲဆိုတဲ့ဟာမျိုးနဲ့ပေါ့နော်ကျွန်တော်ပြောပြမယ်ဒါပေမဲ့မိတ်ဆွေတို့ကကျွန်တော်အခုပြောပြတဲ့ဟာနဲ့ကိုက်ညီချင်မှာကိုက်ညီလိမ့်မယ်ကိုက်ညီချင်မှာကိုက်ညီလိမ့်မယ်ဆိုတော့မိတ်ဆွေတို့လုပ်တဲ့ company တွေဒီ company ကPOS ရေးနေဆိုလဲ POS ရဲ့ database design နဲ့သူကနေသူသွားလိမ့်မယ်နော်ဒါပေမဲ့အဲ့လိုမျိုးသဘောတရားကတော့အခုကျွန်တော်ပြောပြတဲ့သဘောတရားအတိုင်းပဲသွားရမယ်โอเคပြောတာကြားတယ်ကျွန်တော်ကုတ်လာပြီးတော့ရေးကြည့်အောင်အဲ့တော့အခုကျွန်တော်ဘယ်လိုလုပ်ချင်လဲဆိုတော့ဒီမှာ category တွေရှိတယ်အဲ့တော့ကျွန်တော် category ရဲ့ဟာတွေအကုန်လုံးကိုဆွဲထုတ်မယ်ပြီးတော့ဒီ category နဲ့ဆိုင်တဲ့article count ဘယ်နှခုရှိလဲဆိုတော့backend မှာ article ဘယ်နှခုဆိုပြီးဒီထိပ်မှာ article count ဆိုပြီးကျွန်တော်လမ်းပြီးထုတ်ချင်တာနော် backend မှာ article 2ခုရှိတယ် frontend မှာတစ်ခုရှိတယ်2တို့1တို့အဲ့ဒီရဲ့ article count ကိုကျွန်တော်ကထုတ်ချင်တယ်โอเคအဲ့တော့အဲ့ဒီအတွက်ကျွန်တော် sub query သုံးမှရမယ်မိတ်ဆွေတို့ရိုးရိုးလေးပဲစဉ်းစားကြည့်လိုက်ဒီမှာ backend နဲ့ဆိုင်တဲ့ဟာကိုကျွန်တော်ထုတ်ချင်တယ်ဆိုလို့ရှိရင် article ကောက်ထုတ်ချင်ကျွန်တော်ဘယ်လိုထုတ်လို့ရလဲဆိုတော့ဒီမှာကြည့်ကြည့်select count id from ကျွန်တော်ဘယ်ကနေလဲဆိုတော့ardi article နဲ့ကျွန်တော်ဆွဲထုတ်မယ် where category id from article category id equal 1နဲ့တူတဲ့ကောင်1နဲ့တူတဲ့ကောင် backend เนาะ category 1နဲ့တူတဲ့ကောင် backend နဲ့ဆိုင်တဲ့ဟာကိုကျွန်တော်တို့ကဒီမှာ count နဲ့လာပြီးထုတ်တာအဲ့တော့ကျွန်တော်ဒီကောင်လေးကို s နဲ့article count လို့ကျွန်တော်နာမည်ပေးလိုက်မယ် okay alias သုံးတာเนาะ go လာပြီးနေကြည့်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ category id 1နဲ့တူတဲ့ backend အနေမှာနှစ်ခုရှိပါတယ်ဆိုပြီးကျွန်တော်တို့လာပြီးတော့ပြောလိမ့်မယ် okay ကျွန်တော်တို့က category ဆွဲထုတ်ရင်အဲ့ဒီ query ခုနကဒီ query ကိုကျွန်တော်လာပြီးတော့သုံးရမှာเนาะအဲ့တော့အဲ့ဒီဟာကိုကျွန်တော်လာပြီးတော့ရေးကြည့်အောင်အဲ့တော့ select star from category ဒါရှင်းရှင်းလေးပဲဒါ category ကဟာတွေကိုအကုန်လုံးဆွဲထုတ်လိုက်တာ from backend နဲ့ frontend ဆိုတဲ့နှစ်ခုပါလာပြီเนาะအဲ့တော့ကျွန်တော်ကအဲ့ဒီ star ပြင် category ရဲ့အကုန်လုံးအပြင်မှာကျွန်တော်တို့ sub query တခုလာပြီးရေးမယ်ဒီကွင်းစာကွင်းမိတ်ထဲမှာခုနက query ကျွန်တော်လာပြီးရေးရမယ်အဲ့တော့ကျွန်တော်ရှင်းအောင်လို့ enter တစ်ချက်ခောက်လိုက်မယ်အဲ့လိုပဲဒီမှာလည်း enter ခောက်လိုက်မယ် okay ဒီမှာကျွန်တော်လာပြီးရေးမယ် select ဒီကွင်းစာကွင်းမိတ်ထဲမှာเนาะ SCLC select count id from article နဲ့ဆွဲထုတ်မယ် okay where နဲ့ကျွန်တော် condition လမ်းပြီးစစ်မယ်အခု select star from category ဆိုတဲ့ဟာကျွန်တော်တို့မှာ category ရရှိနေပြီเนาะအဲ့တော့ဒီမှာarticles category id က equal ဘာနဲ့တူတဲ့ဟာလဲဆိုတော့ဒီ category ရဲ့ .id နဲ့တူတဲ့ကောင်ကိုထုတ်ပေးပါဆိုပြီးကျွန်တော်ပြောလိုက်လောလောဆယ်ဒီမှာလာပြီးကြည့်လိုက်လို့ရှင်မလားမပါကြီးပြလိမ့်မယ်ဒါပေမဲ့ကျွန်တော်အဖြေတော့မှန်နေတယ်ဒီမှာ name ကcategory backend နဲ့ frontend နှစ်ခုပြရတယ် backend မှာ post နှစ်ခုရှိတယ် article နှစ်ခုရှိတယ် frontend မှာတစ်ခုရှိတယ်ဒါပေမဲ့ဒီထိပ်ကဟာကြီးကအဆင်မပြေဘူးအဲ့တော့ကျွန်တော်အဲ့ဒါကိုပြင်မယ်အဲ့တော့ဒီမှာလာပြီးတော့ s keyword လာပြီးသုံးမယ် alias လာပြီးသုံးမယ်s နဲ့ardicle count ဆိုပြီးတော့ကျွန်တော်နာမည်ပေးလိုက်မယ်ဒါဆိုလို့ရှိရင် go ကိုလာပြီးနေကြည့်လိုက်ဒါဆိုbackend မှာ article count နှစ်ခုရှိတယ် frontend မှာ article count တစ်ခုရှိပါတယ်ဆိုပြီးကျွန်တော်တို့ query တစ်ကြောင်းနဲ့အလုပ်လုပ်ပြီးလိမ့်မယ်တကယ်တော့ကျွန်တော် PHP ရေးလို့ရှင်category အကုန်လုံးလူပဲပတ်ထုတ်ပြီးတော့ဒီထဲကနေနောက်ထပ် query sub query တစ်ခု query PHP မှာ operation နှစ်ခုလုပ်ရတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ကတကယ်တော့ query တစ်ကြောင်းနဲ့အလုပ်ဖြစ်တယ်เนาะဒီဟာ okay အားလုံးပဲနားလည်မယ်လို့ထင်တယ်နားမလည်အစအနေတစ်ခေါက်တေချာလေးပြန်ကြည့်ပါတေချာပြန်စဉ်းစားကြည့်ပါเนาะ